Hello 皆さんဒီနေ့တော့နောက်ထပ်မွန်တိုင်း file လေးကိုတွားကြရအောင်အဲ့တော့23လေးဖတ်ကြည့်ကြမယ်အာမာရီခါတေနာခိုတိုဝါအီဝါနိုင်တဲ့ခုတာဆိုင်အဲ့တော့ပြီးရောခါတေနာဆိုတော့တကူကောင်းဆန်တဲ့စကားကိုမပြောပါနဲ့ပေါ့အဲ့တော့နံပါတ်1ကကြတော့သူကဝါခမမနာဆိုတော့တကူကောင်းဆန်တော့နောက်တစ်ခုနှစ်ကကြတော့ဥရုဆိုင်ကကြတော့စူညံတော့သုံးကကြတော့ရှောခောခုတေခိနာမတက်ကြွတော့ပေါ့နော်မတက်ကြွတော့လေးကကြတော့နာစခေနိုင်ကကြတော့ရှက်စရာကောင်းတော့အဲ့တော့အဖြေကတစ်လေးဖြစ်မှာပေါ့နော်တိတ်ပြီးတော့တကူကောင်းဆန်တဲ့စကားကိုမပြောပါနဲ့24ကကြတော့အနုဟိတောဝတာဘီရောရုဥစုခုနိဒံဝအိုခါခဲတေခုရုအဲ့ဒီလူကတဲ့တာဘီဆိုတာကကြတော့အကျိန်တိုင်းပေါ့နော်အကျိန်တိုင်းကျိန်ဖန်များစွာညာနဲ့တဲ့အချိန်မှာဖုံးခေါ်တယ်တဲ့အဲ့တော့နံပါတ်1ကကြတော့တာမနိမှာဆိုလို့ရှိရင်တခါတရံနောက်တစ်ခုနှစ်ကကြတော့နန်းတိုးမို့မှာဆိုလို့ရှိရင်အကျိန်များစွာပေါ့နော်အကျိန်များစွာနောက်သုံးကကြတော့ဒိုင်းတေးမှာဆိုလို့ရှိရင်အများအားဖြင့်ပုံမှန်အားဖြင့်လေးကကြတော့တိုဆွဆန်ကကြတော့ရုပ်တရက်ပေါ့နော်တိုဆွဆန်ကရုပ်တရက်အဲ့တော့အဖြေကဘာဖြစ်မလဲဆိုတော့ကျိန်ဖန်များစွာဆိုတော့နန်းတိုးမိုးနှစ်လေးဖြစ်မှာပေါ့နော်တာဘီမကြာခဏအကျိန်များစွာနန်းတိုးမိုးအကျိန်များစွာနောက်25ကကြတော့ဟိုနိုခုဆိုဝါဘုခတာဒီဖက်နက်ကတဲ့ခြောင်နေရေပေါ့နော်ခြောင်ကြီးဖြစ်နေရေခြောင်နေရေအဲ့တော့နံပါတ်1ကတိုတဲမိုးအိုးမိုးဤကကြတော့အရန်လေးရေနံပါတ်2ကကြတော့တိုတဲမိုးချိဆိုင်ဆိုတော့အရန်သေးရေ3ကတိုတဲမိုးခါရူဤကအရန်ပေါ့တယ်နောက်4ကကြတော့တိုတဲမိုးအိုခိကကြတော့အရန်ကြီးရေဆိုတော့အဖြေမှန်က4ဖြစ်မှာပေါ့ဘုခခြောင်နေရေနဲ့အရန်ကြီးတွေနေရတူတူပဲပေါ့နော်နောက်26သွားကြမယ်26ကဦးနာကြီးဘွန်ရနိုစမ်းမွန်ခါတဲ့မို့တာချီပါနီရောတဲ့ခန်းကိုင်ခါခိုတိုနာတို့အဲ့တော့တူညီရဲ့နေပေရဲ့ကျွမ်းကျင်သူတွေလည်းပဲတာချီပါဆိုတာကကြတော့ယာသူအခြေအနေပေါ်လိုက်ပြီးရောတဲ့ခန်းကိုင်းကကြတော့အမြင်သဘောထားတွေကခိုးတုံနာတွေကကြတော့ကွဲပြားတယ်မတူညီဘူးအဲ့တော့တူညီတဲ့နေပေမှာရှိရဲ့တဲ့ကျွမ်းကျင်တဲ့ပညာရှင်တွေတောင်မှပေါ့နော်ယာသူပေါ်လိုက်ပြီးဒါမှမဟုတ်အခြေအနေပေါ်လိုက်ပြီးရောအမြင်တွေကကွဲပြားခြားနာတယ်အဲ့တော့ခန်းကိုင်းနဲ့တူညီရဲ့ဟာလေးကနံပါတ်1ကကြတော့အိုရှိခါတာဆိုတာကြတော့တင်ကြားပုံတင်ကြားနည်းပေါ့နော်တင်ကြားပုံတင်ကြားနည်းနှစ်ကကြတော့ရှီရာဘေခါတာမှာဆိုလို့ရှိရင်ရှာဖွေပုံဒါမှမဟုတ်လဲစစ်ဆေးပုံပေါ့နော်စာကြွေပုံစစ်ဆေးပုံလေနောက်3ကကြတော့ခန်းကခါတာဆိုတော့စဉ်းစားပုံစဉ်းစားနည်းဒါမှမဟုတ်လဲတွေးခေါ်ပုံတွေးခေါ်နည်းနောက်4ကကြတော့ခိမေခါတာကကြတော့ဆုံးဖြတ်ပုံဆုံးဖြတ်နည်းတွေပေါ့နော်အဲ့တော့အဖြေမှန်ကဘာဖြစ်မလဲဆိုတော့3ပေါ့ခန်းကိုင်းမှာဆိုလို့ရှိရင်ခန်းကိုင်းကကြတော့အမြင်တွေသဘောထားတွေကမတူညီဘူးပေါ့နော်ခန်းကိုင်းခါတာကကြတော့စဉ်းစားပုံတွေးခေါ်ပုံတွေပေါ့နောက်29ကကြတော့ဆမ်ရှူဒီကဲအပတ်ကတဲ့ခူရူမာအိုရန်တာရိုရှိတာဆိုတော့ကားကိုငှားခဲ့ရဲ့အဲ့တော့နံပါတ်1ကကြတော့ရှူရီရှိတာမှာဆိုလို့ရှိရင်ပြုပြင်ခဲ့ရဲ့နှစ်ကကြတော့ခါရီတာကကြတော့ငှားခဲ့ရဲ့3ကကြတော့ခန်းစားရှိတာကစစ်ဆေးခဲ့ရဲ့4ကကြတော့ခါတာကဝယ်ခဲ့အဲ့တော့အဖြေက2လေးဖြစ်မှာပေါ့ရန်တာရူကကြတော့ငါးရန်ဒီခါရီတာကလည်းငါးရန်ခဲ့သည်ဟိုင်အဲ့တော့ဒီထဲမှာပါတဲ့ဘောကတ်လေးတွေကိုပြန်ကြည့်ကြရအောင်ပထမဦးဆုံးတစ်ခုကခါတေနာတကူကောင်းဆန်တော့ဝါခမမနာတကူကောင်းဆန်တော့ဥရုဆိုင်ဆူညံတော့ရှောခောခုတေခီနာမတက်ကြွတော့နာဆာကေနိုင်ရှက်စရာကောင်းတော့တာဘီမကြာခဏအကြိမ်ကြိမ်ရောရုအိုစုခုညနက်တော့တန်ဝတယ်လီဖုန်းနန်းတိုမိုအကြိမ်များစွာအကြိမ်ပေါ့တာမနီတခါတည်းရန်တိုင်းတဲဤအများအားဖြင့်ပုံများအားဖြင့်တိုဆွဆန်ရုတ်တရက်ခုစောဖနန်
ဘူခဘူခ6 6 7 7အိုမိုဤလေးတော့ခါရူဤပေါ့တော့ဘွန်ရနေပေဘာသာရဲ့စမ်းမွန်ခကျွမ်းကျင်သူတာချီပါရာသူအချီအနီခံခိုင်းအမြင်သဘောသားခိုးတိုနာတို့ကွဲပြားသည်မတူညီသည်ခံခိုင်ခါတာတွေးခေါ်ပုံအိုရှိအေခါတာတင်ကြားပုံရှိရပေခါတာရှာဖွေပုံစစ်ဆေးပုံခိမေခါတာဆုံးဖြတ်ပုံဆမ်ရှူပြီးခဲ့တဲ့အပတ်ရန်တာရုငားရန်ခြင်းခါရီတာငားခဲ့သည်ရှူရီရှိတာပြုပြင်ခဲ့သည်ခမ်စာရှိတာစစ်ဆေးခဲ့သည်ခါတာဝေခဲ့သည်ဟဲ့အဲဆိုလို့ရှိရင်နောက်နေ့မှနောက်တစ်ပိုင်းပြန်တွေ့ကြရအောင်